ဓမ္မမိတ်ဆွေပေါင်းတော်ကောင်းတို့ဒီကနေ့က4ရက်6လ2016ခုနှစ်ဖြစ်ပါတယ်။တုံနာမတောင်းဝန်အုပ်စုလိညာကောက်ကြည့်ရုံမှမှုတွေကိုတပ်တင်တဲ့တော့ပူးတွဲပြီးတော့အပိုင်း142နဲ့ဆက်လက်ပြီးတော့ဖော်ထုတ်တင်ပြပြီးတော့မှာဖြစ်ပါတယ်။ကျွန်တော်ကတပ်တင်တဲ့တော့ပူးတွဲပြီးတော့တုံနာမတောင်းဝန်အုပ်စုလိညာကောက်ကြည့်ရုံမှမှုတွေကိုဖော်ထုတ်ပေးနေတဲ့အတွက်အားလုံးသိရှိအောင်လို့ဓမ္မမိတ်ဆွေပေါင်းတော်ကောင်းတို့နေလည်းလက်ဆင့်ကပ်ပြီးတော့မျှဝေပေးကြဖို့ကျွန်တော်အထူးမေတ္တာရက်ခံတိုက်တွန်းပါတယ်။မနေ့ကတုံနာမတောင်းဝန်တင်လာတဲ့ post တစ်ပုဒ်ကိုကျွန်တော်တို့လေ့လာကြည့်အောင်။ တိတော်ဆိုင်ဒီမောကောရောက်ကြီးဥဒ္ဒရာဆိုကြီးဟာဘောကောဝင်တရားမှာအမှားပေါင်း194ချက်ပါပါတယ်လို့ဝန်ခံထားပါတယ်။ကလင်ကကျလူအောက်တန်းစားလူတွေကြီးစားတိုနာမတောင်းဝင်ရမောကောဝင်းနေဆရာထဲမှာအမှားပေါင်း294ချက်ပါပါတယ်လို့ကျွန်တော်ကဝန်ခံထားပါတယ်ဆိုပြီးတော့ကြောင်လင်ညာသွားတာတွေ့ရှိရမှာဖြစ်ပါတယ်။294ချက်မှားတယ်လို့ဝန်ခံတာဘာလို့လဲဆိုတာတက်တဲ့ verify လေ့လာကြည့်အောင်။တင်လာပြီးတော့မှားတယ်မဆိုနိုင်အမှန်ဟုတ်။ဘောဆော်တော်ကြီးကိုရွှေ45ချက်သားနဲ့တဲ့ဆိုတော့ရှိတာပေါ့ညီလေးကလေ့လာကြည့်လိုက်ပါဦး။စောဒနာတင်တာတော့မှ300နီးပါးပဲရှိတယ်။တိတိကျကျပြောမယ်ဆိုလို့ရှိရင်စောဒနာ73ချက်ရှိတယ်။နံပါတ်9မှာ9ခုပွားသွားတယ်။နံပါတ်73မှာ288ခုပွားသွားတယ်။288နဲ့9နဲ့ပေါင်းလိုက်လို့ရှိရင်283ရတယ်။ကျန်တဲ့7နဲ့ပေါင်းလိုက်လို့ရှိရင်294ရတယ်။ဒါမှဘောဆော်တော်ကြီးဟောခဲ့တဲ့တရားတွေထဲမှာစောဒနာတင်လာပြီးတော့မှားတယ်မဆိုနိုင်အမှန်ဟုတ်ပဲယူရမယ်ဆိုတဲ့ဟာတွေကလည်း20လောက်ရှိတယ်။အဲ့ဒါတော့တော့မပြည့်တဲ့အမှားကိုညီလေးတွေကညံမရှိဘူး။မင်္ဂလာပါဆရာကြီးအတော်ကခင်မင်္ဂလာပါဗျာဥဒ္ဒရာဆိုတော့မဟုတ်ကိုဝင်းလေးချက်စာအုပ်ကြီးထဲမှာအမှားပေါင်းဆရာကြီးတို့ကပြောတယ်300ကျော်တဲ့300ကျော်မရှိပါဘူးတဲ့သူက294ပေါ့လေအမှားပေါင်း294အဲ့ဒီထဲမှာ294ထဲမှာအမှား20မှားပြီလို့မဆိုးနိုင်ဆိုတဲ့ဟာက20လောက်နှုတ်လိုက်အောင်တဲ့294ဖို့ပဲမှားတာပါဆိုပြီးတော့ဒါပြောထားပါတယ်ဗျအားလုံးကြားခဲ့တဲ့အတိုင်းပါပဲရုပ်ထွက်မပြရတဲ့လူအောက်တန်းစားကလင်ကကျလူလင်အကြီးစားကြီးကအမှားပေါင်း294ထဲမှာမှားဒီလို့မဆိုနိုင်ဆိုတဲ့ဟာ20လောက်နှုတ်လိုက်အောင်တဲ့ကျွန်တော်အဲ့လိုပြောခဲ့တာရှိလို့294ပုတ်မှားတာပေါ့တဲ့ဆိုပြီးတော့ပြောထားပါတယ်ကျွန်တော်အဲ့လိုပြောထားတာရှိလို့လားသူတို့ကသူတို့တီထွင်ပြီးတော့လိန်သွားတယ်ဆိုတာဒါအားလုံးတက်တင်တဲ့ကွာကျွန်တော်ချပြနေတာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ကမဟုတ်ဆရာတို့ပြကြီးမှားတယ်မှန်တယ်ကိုကျွန်တော်ညင်းနေတာမဟုတ်ပါဘူးဒီတုံနာမတောင်းဝင်တို့အုပ်စုဟာကလင်ကကျလူအောက်တန်းစားလူလင်အကြီးစားကြီးကြီးဆိုတာကိုကျွန်တော်ဖော်ထုတ်နေတာဖြစ်ပါတယ်မဟုတ်ဆရာတို့ပြကြီးဘဝတစ်လျှောက်မှာဖော်ခဲ့တဲ့တရားအပုတ်ကြီးကထောင်နဲ့ချီရှိပါတယ်ဒါကြောင့်မမှားတော့ရှိနေမသေးတော့စေသမားမမှားဘူးလို့ကျွန်တော်မငင်းပါဘူးမပြောပေါက်လိုက်တဲ့အမှားကိုဖះကိုတိုက်ခိုက်ပါတယ်သာသနာကိုဖျက်ဆီးပါတယ်ပိဋကတ်သုံးကိုဖျက်ဆီးပါတယ်ဆိုပြီးတော့ကလင်ကကျလူအောက်တန်းစားလူလင်ကြီးစားတုံနာမတောင်းဝင်ကြီးကလိန်ညာပြီးစော်ကားနေတဲ့အတွက်သူလိန်တဲ့ဟာတွေကိုလည်းကျွန်တော်သိနေတဲ့အတွက်သူလိန်တာတွေကိုကျွန်တော်ဖော်ထုတ်နေရခြင်းဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုပိုင်းဆက်လက်လာကြည့်အောင်ဘောကောဆိုတော့ဘုရားကြီးဟာဘုရားမြေ3ရက်ကနေကျွေး45ချက်သာခိုးတဲ့အမှုတွေမှာဘုရားမြေ3ရက်ကနေကျွေး45ချက်သာမဟုတ်ပါဘူးကျွေး4ပိတ်တစ်ခွဲပါလို့ဒါဥဒ္ဒရာကြီးကိုယ်တိုင်ဥဒ္ဒရာဆိုကြီးကိုယ်တိုင်ဝန်ခံထားတာလေရှိပါတယ်ဒါတွေဟာတက်တည်ထောက်ထားတွေဖြစ်ပါတယ်ဘလို့ဆိုတော့ဘုရားကြီးကဘုရားမြေ3ရက်ကနဲ့ရွှေ45ကျတာခိုးတဲ့အမှုတွေကြီးမှာဘုရားမြေ3ရက်ကနဲ့ရွှေ45ကျတာမဟုတ်ပါဘူးရွှေ4ပိတ်တာခွဲပါလို့ဝန်ခံထားပါတယ်ဆိုတော့ကျွန်တော်လိန်ညာဆွဆွဲထားပါတယ်ကျွန်တော်ဝန်ခံထားတာရှိမရှိတက်တဲ့ဗီဒီယိုဖိုင်အားလုံးလေ့လာကြည့်ကြပါအဲ့ဒီခေတ်ခါအခောက်ရွှေတစ်ချက်သားကို100ဝန်းကျင်ရှိတယ်လို့သိရှိရတယ်တဲ့ဒါ4000ကျော်5000ဆိုတော့မဟုတ်ဆိုတော့ဘုရားကြီးရွှေ45ကျတာခိုးယူတယ်လို့သူကဆွဆွဲတာတေချာအဲ့တော့တော်ပါတယ် BSc Maths ကျောင်းသားရှိမှာလာပြီးတော့တင်ချာမှားရင်းလာပြနေတယ်ရွှေတစ်ချက်သားကို100ဆိုလို့ရှိရင်4000ခွဲဆိုလို့ရှိရင်4ပိတ်တာခွဲကြပါမယ်နော်မဟုတ်ဆရာတို့ဘုရားကြီးကိုဆွဆွဲခြင်းရွှေ4ပိတ်တာခွဲခိုးတယ်လို့ဆွဆွဲပါလို့တော်တော်မှတောင်းကိုပြောကြရင်းနဲ့လိန်နာပါပဲလို့မဟုတ်ဆရာတော်ဘုရားကြီးကိုရွှေ4ပိတ်တာခွဲခိုးတယ်လို့ကျွန်တော်ဝန်ခံခဲ့တာရှိခဲ့လို့လားတင်ညာမဲ့ဆိုတဲ့တွက်ချက်ပြီးတော့မဟုတ်ဆရာတော်ဘုရားကြီးကိုရွှေ45ကျတာခိုးတယ်လို့ရောက်လျှောက်ရင်းနဲ့ဆွဆွဲလာခဲ့တဲ့တော်နာမတောင်းကိုခဏတိတ်ချတွက်ပြပြီးတော့မဟုတ်ဆရာတော်ဘုရားကြီးကိုဆွဆွဲခြင်းရွှေ4ပိတ်တာခွဲခိုးတယ်လို့ဆွဆွဲပါလို့တော်နာမတောင်းကိုပြောကြရင်းနဲ့လိန်နာပါပဲလို့ကျွန်တော်ပြောခဲ့တာကျွန်တော်ဝန်ခံခဲ့တာမရှိပါဘူးအဲဒါကြောင့်တော်နာမတောင်းလို့အုပ်စုကဗျောင်းလေးနေပါတယ်ဆိုတဲ့ကြောင့်တက်တဲ့နေတော့ဖော်ထုတ်တင်ပြလိုက်ရပါတယ်